မနက်မိုးလင်းတာနဲ့ကိုဘွားကြီးကတိတ်ခွေရထားတယ်လို့တူညီတဲ့အရာတွေပဲထက်ခါဖြစ်နေတယ်လို့ခံစားဖို့လားနိုးလာတာနဲ့ဖုံးပွင့်မယ်တနေ့တာကိုကမန်းကရမ်းဖြတ်တမ်းမယ်ပင်ပန်းမယ်အိယာဝင်မယ်ပြီးတော့နောက်တစ်နေ့တာတွေပဲပြန်လုပ်မယ်ရက်တွေကနေလတွေကနေနှစ်တွေပြောင်းလာတဲ့အခါကိုယ်စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာတတ်တယ်ငါတကယ်ရောအသက်ရှင်နေသလားဒါမှမဟုတ်မတည်ယုံတမဲနေနေတာလားအမှန်တရားကဒီလိုပါတင်းရဲ့အလေးကျင့်တွေကတင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးပါတယ်တင်းနေစဉ်လုံနေတဲ့တင်းငယ်တဲ့အရာလေးတွေကတင်းကိုဒီနေရာမှာပဲဆက်တောင်းတင်နေစီမလားဒါမှမဟုတ်တင်းအမြဲအိမ်မက်မက်နေတဲ့ဘဝကိုတဖြည်းဖြည်းတည်ဆောက်ပေးမလားဆိုတာဆုံးဖြတ်ပေးမှာပါဒါကြောင့်ဒီဗီဒီယိုမှာတော့နာမန်နီလန်းတွေကိုပြောပြမှာမဟုတ်ပါဘူးစိတ်ပညာသိပ္ပံနည်းကျအချက်လက်တွေနဲ့တကယ်လက်တွေ့ဘဝအတွေ့အကြုံတွေပေါ်ခြေခံထားတဲ့ဘဝကိုတကယ်ပြောင်းလဲပေးနိုင်တဲ့လေ့ကျင့်10ခုကိုမျှဝေပေးသွားမှာပါဗီဒီယိုကိုဆုံးထိကြည့်ပေးပါနော်ဘာလို့လဲဆိုတော့ဘယ်သူမှသိမပြောကြတဲ့ဒါပေမဲ့အထီးရောက်ဆုံးဖြစ်တဲ့အလေးကျင့်တစ်ခုကိုပါထပ်ဆောင်ပြောပြပေးသွားမှာမို့လို့ပါကဲစားလိုက်ကြရအောင်အလေးကျင့်နံပါတ်1မနက်ခင်းကြည်လင်မှုရယူခြင်းနံပါတ်1လေးချင်းကတော့မနက်ခင်းကြည်လင်မှုရယူခြင်းပါလူတော်များများကနိုးတာနဲ့ဖုန်းကိုအရင်ဆုံးကောက်ကင်တတ်ကြပါတယ်ပြဿနာကဘာလို့လဲဆိုတော့တင်းရမနက်ခင်းကို reaction မှုတုံ့ပြန်တဲ့အနေအထားနဲ့စလိုက်တယ်လို့ဖြစ်သွားတာပါ message တွေသတင်းတွေအာယုံလင်းစရာတွေကတင်းအောင်နောက်ထဲဝင်လာပြီးတင်းကိုထိန်းချုပ်လိုက်ပါတော့တယ်အဲ့ဒီအစား no pp ချင်းပထမဆုံး10မိနစ်မှာကိုတယောက်တည်းပဲရှိနေပါစေဖုန်းမတုံးမှနဲ့ notification တွေမကြည့်ပါနဲ့ဒီတစ်ခွက်လောက်တော့ပြီးသိစိတ်တဲ့နေရာလေးတစ်ခုမှာထိုင်လိုက်ပါပြီးရင်ကိုမေးခွန်းတစ်ခုပြန်မေးပါဒီနေ့ငါအတွက်တကယ်အရေးကြီးတာပါလဲဒီရိုးရှင်းတဲ့အလေးကျင့်လေးကတင်းအောင်နောက်ကိုပြန်လဲပြုပြင်ပေးလောကကြီးကတင်းစိတ်ကိုထိန်းချုပ်တာမျိုးမခံတော့ပဲတင်းရဲ့တနေ့တာကိုတင်းကိုယ်တိုင်ထိန်းချုပ်နိုင်လာပါလိမ့်မယ်အလေးကျင့်နံပါတ်2မိနစ်လှုပ်ရှားမှုစီးမြင်အလေးကျင့်နံပါတ်2ကတော့2မိနစ်လှုပ်ရှားမှုစီးမြင်မှာကျန်းမာဖို့အတွက်မာရတွင်ပြေးစရာမလိုပါဘူးဒါပေမဲ့လူခန္ဓာကိုယ်ကလှုပ်ရှားဖို့ဖန်တီးထားတာပါစီးမြင်ကရိုးရိုးလေးပါပြင်းနေတယ်ဒါမှမဟုတ်ရှစ်ဆက်မတိုးခြင်းပဲဖြစ်နေတယ်လို့ခံစားရတိုင်းတင်းခန္ဓာကိုယ်ကို2မိနစ်လောက်ဖြစ်လှုပ်ရှားပေးလိုက်ပါအကျော်လျှော့တာဖြစ်တိုက်ထိုးတာဖြစ်အခန်းထဲလမ်းလျှောက်တာဖြစ်ပေါ့ဘာကြောင့်လဲဆိုတော့ motion create emotion ဆိုလို့ကြွေလျားမှုကနေစိတ်ခံစားမှုဖြစ်ပေါ်လာတတ်လို့ပါဝက်ကောက်လုပ်တဲ့နေရာမှာအခက်အခဲဆုံးကစလုပ်ဖို့ပါပဲဒီအလေးချင်းကတင်းအောင်နောက်ကိုစပြိုးပေးလိုက်တာပါများသောအားဖြင့်2မိနစ်စလုပ်လိုက်ရင်အလိုလိုနေရင်မိနစ်20လောက်ထိဆက်လုပ်ဖြစ်သွားတတ်ပါတယ်အလေးချင်းနံပါတ်3အာယုံတစ်ခုတည်းအပေါ်စူးစိုက်ခြင်းနံပါတ်3အလေးချင်းကတော့အာယုံတစ်ခုတည်းပေါ်စူးစိုက်ခြင်းပါကျွန်တော်တို့က multitasking လို့ခေါ်တဲ့တစ်ချိန်နဲ့အလုပ်တွေအများကြီးလုပ်တဲ့ခေတ်ထဲမှာနေကြတာပါဒါပေမဲ့ multitasking ကတင့်ကိုအလုပ်မတွင်စေပါဘူးအာယုံတွေပဲထွေပြားစေပါတယ်တနေ့တာမှာအရေးကြီးတဲ့အလုပ်တစ်ခုကိုရွေးပြီးတနာရီတိတိအဲ့ဒီတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးတော့လုပ်ကြည့်ပါဖုံးမကြည့်ပါနဲ့တက်တွေအများကြီးမဖွင့်ပါနဲ့နောက်ကဆူညံတန်တွေပိတ်ထားပါစိတ်ပညာရှင်တွေကဒါကို deep work လို့ခေါ်ပါတယ်ဟိုရောက်ဒီရောက်9နာရီလောက်အလုပ်လုပ်တာထက်အာယုံစိုက်ပြီးလုပ်တဲ့တနာရီကပိုတန်ဖိုးရှိပါတယ်ရက်တရပတ်တွေကြာလာတာနဲ့အမျှတင်းရဲ့အလုပ်စာလေးလာမှုနဲ့အန်တီနိုင်စွမ်းတွေတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်အလေးကျင့်နံပါတ်4 digital နေဝင်ချိန်သတ်မှတ်ခြင်းအလေးကျင့်နံပါတ်4ကတော့ digital နေဝင်ချိန်သတ်မှတ်ခြင်းမှာတင်းအောင်နောက်ကမနေ့2နာရီလောက်ထိ screen တွေကိုကြည့်နေဖို့ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူးဒါကြောင့်လဲတင်းအေးရေးမဝတယ်လို့ဖြစ်ပြီးစိတ်တွေလှုပ်ရှားနေတာပါဒါလေးကိုစမ်းကြည့်ပါညဘက်တစ်ချိန်ဥပမာည9နာရီခွဲလောက်မှာ screen တွေအားလုံးကိုပိတ်လိုက်မဲ့ digital sunset အချိန်သတ်မှတ်လိုက်ပါအဲ့ခါနီးနောက်ဆုံး1နာရီကိုစာဖတ်တာဒဏ်ရာရေးတာမိသားစုနဲ့စကားပြောတာမနှက်ပြန်အတွက်ပြင်ဆင်တာတွေနဲ့ပဲကုန်ဆုံးစေပါအိပ်ပျော်ဖို့ကောင်းစေရုံနဲ့မကပဲကိုယ့်ရဲ့ညနေခင်းအချိန်တွေကိုပါအကျိုးရှိပြန်သုံးချနိုင်လာပါလိမ့်မယ်အလေးချင်းနံပါတ်5အပတ်စဉ်တင်းငွေပြန်လဲစတင်ခြင်းနံပါတ်5လေးချင်းကတော့အပတ်စဉ်တင်းငွေပြန်လဲစတင်ခြင်းမှာလူအများစုကဘာရီမှန်းချက်မှမရှိပဲတပတ်တာကိုကုန်ဆုံးလိုက်ကြပါတယ်အဲ့ဒီအစားတပတ်မှာတစ်ချိန်မိနစ်30လောက်အချိန်ပေးပြီး reset ပြန်လုပ်ကြည့်ပါပြီးခဲ့တဲ့တစ်ပတ်ကဘာတွေကောင်းခဲ့လဲဘာတွေလွဲချော်ခဲ့လဲလာမယ့်တစ်ပတ်အတွက်ထိတ်တန့်ဦးစားပေး3ခုကဘာတွေလဲပြီးရင်ကိုယ်အခန်းလေးကိုနည်းနည်းလောက်ရှင်းလင်းရေးလုပ်လိုက်ပါဒီအလေးချင်းကတင့်အောင်နောက်ကိုလမ်းဆန်းသွားစေပါတယ်အော်တိုပိုင်းလောနဲ့မောင်းနေတယ်လို့မဟုတ်ပဲရည်ရွယ်ချက်ရှိနေထိုင်လာနိုင်စေပါတယ်အလေးချက်နံပါတ်6 9ကနေ1လူမှုဆက်ဆံရေးစွမ်းအင်စီးမြင်လေးချက်နံပါတ်6ကတော့9နဲ့1လူမှုဆက်ဆံရေးစွမ်းအင်စီးမြင်မှာလူတွေသိမပြောကြတဲ့အမှန်တရားတစ်ခုရှိပါတယ်ပြင်ပေးနာကလူတွေကတင်းရဲ့အလေးကျင့်ကိုပုံဖော်နေကြတာပါတင်းရဲ့စွမ်းအင်ကိုကုန်ခန်းစေတဲ့ဒါမှမဟုတ်အစိုးမြင်တတ်တဲ့သူတယောက်နဲ့ဆက်ဆံမိတိုင်းမှာတင်းကိုစိတ်ခွန်အားပေးမဲ့ positive ဖြစ်တဲ့9ယောက်နဲ့ပြန်မျှချေနှိပေးရပါမယ်ဒါကတကယ်လူချင်းတွေ့စရာမလိုပါဘူးစိတ်ဓာတ်ခွန်အားပေးတဲ့ပေါ့ကတ်နားထောင်တာအားပေးတဲ့တငယ်ချင်းစီဖုန်းဆက်တာကို motivate ဖြစ်စေတဲ့ online community တွေမှာဝန်ပါတာမျိုးလုပ်လို့ရပါတယ်။တင်းရဲ့ပတ်ဝန်းကျင်ဟာတင်းရဲ့စိတ်ဆန္ဒဝေးပါဝါထက်ပိုအားကောင်းပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကိုသတိထားပြီးရွေးချယ်ပါ။
အလေးချက်နံပါတ်9ကျေးဇူးတင်ခြင်းအလေးချက်နံပါတ်9ကတော့ကျေးဇူးတင်ခြင်းအလေးချက်မှာအောင်မြင်မှုတွေများများရမှပျော်ရွှင်ရမယ်လို့ကျွန်တော်တို့ထင်တတ်ကြတယ်ဒါပေမဲ့သူတေသနတွေအပြောင်းပြန်မှာပျော်ရွှင်နေမှအောင်မြင်မှုကိုပိုရယူနိုင်တာပါညာတိုင်းကိုကျေးဇူးတင်ရတဲ့တင်းငယ်တဲ့အရာ၃ခုကိုခြာရေးပါငါအလုပ်ငါအိမ်ဆိုတဲ့ကြီးကြီးမားမားတွေမဟုတ်ပဲဒီမနေ့တောက်လိုက်ရတဲ့ကော်ဖီလေးတစ်ခွက်လေကောင်းလေတန်လေးရလိုက်တဲ့10မိနစ်လမ်းလျှောက်ချိန်ဒဇိန်တယောက်ရဲ့အပြုံးစတာတွေပေါ့ကျေးဇူးတင်ခြင်းကအသင်အောင်နောက်ကိုမရှိတာတွေအစားရှိနေတဲ့ကောင်းကွက်တွေကိုမြင်တတ်အောင်ပြုပြင်ပေးပါတယ်ဒီအမြင်ပြောင်းလဲမှုလေးကတင်ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမှာပါနံပါတ်8အလေးချင်းတစ်နေ့မိနစ်20လေ့လာသင်ယူခြင်းနံပါတ်8အလေးချင်းကတော့တစ်နေ့ကိုမိနစ်20လေ့လာသင်ယူခြင်းမှာစဉ်းစားကြည့်ပါတစ်နေ့ကိုမိနစ်20လောက်ပဲပညာတစ်ခုခုလေ့လာမယ်ဆိုရင်တစ်နှစ်မှာနာရီပေါင်း120ကျော်သွားပါပြီစကေးအသစ်တစ်ခုကိုကျွမ်းကျင်ဖို့လုံလောက်တဲ့အချိန်မှာစာအုပ်ဖတ်တာ online course တက်တာဒါမှမဟုတ်ကျိုးမရှိတဲ့ဗီဒီယိုတွေကြည့်မယ်အစားပညာရပ်ဆိုင်ရာ lecture တစ်ခုခုကြည့်တာမျိုးပေါ့အမြန်လေ့လာဖို့မဟုတ်ပါဘူးဒီဇိုင်းမမတ်လေ့လာဖို့ပါဘာလို့လဲဆိုတော့လေ့လာတာရပ်သွားတဲ့နေ့ဟာတင်ကြီးထွားမှုရပ်သွားတဲ့နေ့မို့လို့ပါအလေးကျင့်နံပါတ်9တိတ်ဆိတ်တဲ့မနက်ခင်းတဲ့ညချမ်းများအလေးကျင့်နံပါတ်9ကတော့တိတ်ဆိတ်တဲ့မနက်ခင်းတဲ့ညချမ်းများပါနေရာတကာမှာစူညံတန်တွေရှိနေပါတယ်ပေါ့ကတ်တွေတချင်းတွေ notification တွေပေါ့ဒါပေမဲ့တင်းအောင်တော့ကတိတ်ဆိတ်မှုကိုလည်းလိုအပ်ပါတယ်မနေ့အစနဲ့ညအဆုံးအချိန်တွေမှာ10မိနစ်လောက်တိတ်ဆိတ်နေကြည့်ပါဘာမှမလုပ်ဘဲထိုင်နေမယ်တက်ရှူမယ်အတွေးတွေကိုငြိမ်သက်စေမယ်အစာပိုင်းမှာတော့နေရခက်တယ်လို့ခံစားရနိုင်ပေမဲ့ကြာလာရင်ဒီတိတ်ဆိတ်မှုကတင်းရဲ့စူပါပါဝါဖြစ်လာပါလိမ့်မယ်ကြည်လင်မှုနဲ့စိတ်ကူးတစ်တွေမွေးဖွားပေးရနေရာတစ်ခုပေါ့အလေးချက်နံပါတ်10အစင်တဲမဖြစ်ခင်စတင်လိုက်ပါအလေးချက်နံပါတ်10ကတော့အစင်တဲမဖြစ်ခင်စတင်လိုက်ပါပြီးပြည့်စုံမှုကိုရှာဖွေခြင်း perfectionism ကတဲ့အိမ်မက်တွေကိုတက်ပြစ်နေတာပါလူတော်များများကပြီးပြည့်စုံတဲ့အချိန်ကိုစောင့်နေတတ်ကြတယ်ပြီးပြည့်စုံတဲ့အစီအစဉ်ကျွမ်းကျင်မှုအချိန်အခါဒါတွေကိုစောင့်နေကြတယ်လေဒါပေမဲ့အမှန်တရားကတော့သင်ဘယ်တော့မှအစင်တဲဖြစ်မှာမဟုတ်ပါဘူးဆိုလိုတာကပြီးပြည့်စုံတယ်ဆိုတာမရှိဘူးပေါ့အစင်တဲမဖြစ်ခင်သာစတင်လိုက်ပါ email ပို့လိုက်ပါဗီဒီယိုတင်လိုက်ပါ project ကိုစလိုက်ပါယုံကြည်မှုရှိမှလုပ်တာမဟုတ်ပဲလုပ်လိုက်မှယုံကြည်မှုဆိုတာရလာတာပါနောက်ဆုံးအနေနဲ့ဘယ်သူမှသိမပြောကြတဲ့အလေးကျင့်လေးတစ်ခုပြောပေးချင်ပါတယ်အဲ့ဒါကတော့ဒီကနေ့အချိန်ရှူတော့မှာတစ်ပတ်တစ်ခါလောက်ကိုမေးကြည့်ပါငါရာအသက်80အရွယ်ရောက်လို့အခုချိန်ကိုပြန်ကြည့်ရင်လက်ရှိငါခေါင်းစားပြီးစိတ်ညစ်နေရတဲ့ကိစ္စကတကယ်ရောအရေးပါသေးရဲ့လားဒီအလေးချင်းကမလိုအပ်တဲ့စူညံတန်တွေအတ္တတွေနဲ့သူများနဲ့လိုက်နှိုင်းရှင်တာတွေကိုချက်ချင်းဖယ်ရှားပေးပါတယ်ဘဝမှာတကယ်အရေးကြီးတဲ့အရာတွေနဲ့ညီညွတ်အောင်နေထိုင်ဖို့တတိပေးပါလိမ့်မယ်ဘာလို့လဲဆိုတော့နောက်ဆုံးချိန်ကြရင်ငွေတွေဂုဏ်တွေပါဝါအရေးအတွက်တွေကအရေးမကြီးတော့ပါဘူးတင်ပန်တီးခဲ့တဲ့အခိုက်အတန့်တွေတင်ချစ်ခဲ့တဲ့လူတွေနဲ့တင်ဘလိုမျိုးဖြစ်လာခဲ့လဲဆိုတာကတော့အရေးကြီးဆုံးမို့လို့ပါကဲဒါတွေကတော့တင်းဝက်ကိုပြောင်းလဲပေးနိုင်တဲ့အလေးချင်း10ခုပါတရက်တစ်ပတ်တည်းနဲ့ပြောင်းလဲမှာမဟုတ်ပေမဲ့လတွေနှစ်တွေကြာလာတာနဲ့အမျှလုံးဝပုံစံတစ်တယောက်ဖြစ်လာအောင်ပြောင်းလဲပေးမှာပါဒီအလေးချင်းတွေကဘယ်တစ်ခုကိုဒီနေ့စလုပ်မှာလဲကွန်းမှန်မှာကိုစလုပ်မဲ့နံပါတ်တစ်ခုကိုရေးခဲ့ပါအောင်နော်ဒီဗီဒီယိုလေးကနေအကျိုးရှိသွားတယ်ဆိုရင် like ပေးခဲ့ဖို့နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဒီအကြောင်းအရာတွေကိုလိုအပ်နေမဲ့မိတ်ဆွေတွေကိုလည်းမျှဝေပေးလိုက်ပါဦးဘာလို့လဲဆိုတော့အနာဂတ်ကလက်ရှိတင်လုပ်နေတာတွေကိုစောင့်ကြည့်နေပြီးဒီနေ့ပဲစတင်လိုက်ဖို့မျှော်လင့်နေမှာမို့လို့ပါကျေးဇူးတင်ပါတယ်